Sin sa lesson can la re so ya main ji ga ni 1900ကိုလွတ်မြောက်သွားတဲ့အချင်းသားဟာနောက်ပြန်လဲကြည့်ပြီးဒီဖျားလေးကိုဖူးရင်နောက်တစ်ခေါက်ပြန်ရောက်လာတတ်တယ်ဆိုရယ်ယုံကြည်ဆွဲလန်းမှုတစ်ခုရှိပါတယ်။ဒါကြောင့်လွတ်သွားတဲ့အချင်းသားတွေဟာmain ji လမ်းပေါ်ရောက်ရင်နောက်ကိုဘယ်တော့မှလဲကြည့်လိမရှိပါဘူး။ထောင်အတွင်းကပြရလောကသားများအကြောင်းကိုရေးမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါသဘောတူတူရောသဘောမတူတူရောမိတ်ဆွေတွေထဲမှာပေါ်ပေါက်လာပါတယ်။တကယ်တော့ဒီအကြောင်းအရာဟာအင်မတန်ငင်းခုန်စရာကောင်းတဲ့ခေါင်းစဉ်ဖြစ်နေလို့ပါပဲ။ခေတ်စနစ်တွေပြောင်းလဲမှုနဲ့အတူလူတွေရဲ့ယုံကြည်သက်ဝင်မှုတွေဟာလိုင်းအမျိုးမျိုးတက်ရောက်ခံရပြီးတဲ့နောက်မှာအားပျော့သွားပါတယ်။လူငယ်ခေတ်ပညာတတ်တွေကတော့ဒီကောင်းစဉ်ကိုသဘောတူဖို့ခဲရင်ပါလိမ့်မယ်။ကျွန်တော်လည်း21နှစ်သားထောင်ထဲရောက်ကစားမှာဒီအမြင်တွေကိုဆွဲကင်ခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံရေးလိုင်းတဘိုးတွေကြောင့်တည်တဲ့အပါဝင်ထောင်3ချိန်ကြာပြီးထောင်4ထောင်ထဲမှာ17နှစ်6လ17ရက်နေပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့ယုံကြည်ချက်တချို့ပြောင်းလဲသွားပါတယ်။မြန်မာနိုင်ငံရဲ့ထောင်တွေတမိုင်းဟာအင်္ဂလိပ်လက်ထက်ကလေးကစတင်ခဲ့တာဖြစ်ပြီးတော့နှစ်ပေါင်းရာကျော်ရာဇဝင်ရှိနေခဲ့ပါတယ်။အရှေ့တောင်အာရှရဲ့ကျေပြိုးတဲ့နေမီနဲ့ခမ်းနားတဲ့ယဉ်ကျေးမှုကိုပိုင်ဆိုင်ထားတဲ့တိုင်းပြည်တစ်ခုမှာထူးဆန်းစွာပဲနေရာအနှံ့ထောင်တွေအများကြီးတည်ရှိနေခဲ့ပါတယ်။လက်ရှိအကျဉ်းထောင်ပေါင်း45ထောင်ရှိပြီးတော့ကကြီးကခွေကငယ်ကခကအဆင့်လိုက်ခွဲခြားထားပါတယ်။ဒီထောင်တွေထဲမှာအင်းစိန်ထောင်စစ်တွေထောင်မော်လမြိုင်ထောင်နဲ့မြိတ်ထောင်နဲ့ပသိမ်ထောင်ဟာတက်တန်းရင်ထောင်တွေဖြစ်ပါတယ်ဒီထောင်တွေဟာကအဆင့်ရှိတဲ့ထောင်တွေဖြစ်တဲ့အတွက်ကျိုးတိုက်နဲ့ကျိုးစဉ်တီးရှိတဲ့ထောင်တွေဖြစ်ပါတယ်ဒီကျိုးစဉ်တွေဟာကျွန်တော်တို့ထောင်ထဲရောက်တဲ့အချိန်မှာဟောင်းနှွမ်းဆွေးမိတန်ကြီးကြိုက်နေပြီမဲ့တချိန်ကရာဇဝတ်သားတွေကိုကျိုးပေးကွပ်မြက်ခဲ့တဲ့ဆိုတဲ့အချက်ကတော့ဖုံးကွယ်ထားလို့မရပါဘူးမြန်မာနိုင်ငံနဲ့နယ်ချက်သိမ်းပိုက်ခဲ့တဲ့အင်္ဂလိပ်တွေဟာသူတို့ရဲ့အုပ်စိုးမှုရှေ့ချခိုင်မြဲစေရေးအတွက်ဦးစားပေးတည်ဆောက်ခဲ့တာကတော့အထွေထွေအုပ်ချုပ်ရေးယုံရဲစခန်းနဲ့အကျဉ်းထောင်တွေပဲဖြစ်ပါတယ်။အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးခါစမှာဗြိတိရှနေမဝင်အင်ပါယာခိုင်မြဲစီဖို့အတွက်1862ခုနှစ်မှာရန်ကုန်ထောင်ကြီးကိုအရင်ဆောက်ခဲ့တာပါ1853ခုနှစ်ပုဂံမင်းလက်ထက်အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲပြီးချိန်မှာရန်ကုန်ဟာဗြိတိရှလက်အောက်ကိုကြားရောက်သွားပါတယ်။အညံ့မခံခြင်းနဲ့မြန်မာလူမျိုးတွေဟာအင်္ဂလိပ်ကိုပြန်လည်တော်လှန်တိုက်ခိုက်တဲ့အတွက်ငြိမ်ဝှက်ပြစ်ပြားစေဖို့အကျဉ်းထောင်ဟာအင်္ဂလိပ်အစိုးရအတွက်အများကြီးအထောက်ပံ့ဖြစ်ခဲ့ပါတယ်။မြန်မာတော်လှန်ရေးသမားတွေကိုထိန်းသိမ်းထားဖို့အတွက်ထောင်တမိုင်းအရာ1864ခုနှစ်မှာအင်္ဂလိပ်အစိုးရကအကျဉ်းထောင်ဌာနကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။အကျဉ်းထောင်ဌာနမှာရှိတဲ့အကျဉ်းသားတွေဟာစီပင်သားရအလုပ်တွေလို့ပြောရမယ်မြို့ရွာတန့်ရှင်ရေးကိုဆောင်ရွက်ရပါတယ်။အဓိကကတော့လူတွေမလုပ်ချင်တဲ့မိလာအညစ်အကြေးတွေကိုတန့်ရှင်ရတဲ့အလုပ်ဖြစ်ပါတယ်။တီဘောမင်းတရားကြီးပါတော်မူသွားပြီးနောက်4နှစ်အကြာ1889ခုနှစ်အရောက်အရှိတောင်အာရှမှာအကြီးဆုံးလို့ဆိုနိုင်မယ်အင်းစိန်အကျဉ်းထောင်ကြီးကိုတိုင်ကက်နိုင်ပုံစံအတိုင်းဆောက်လုပ်ခဲ့ပါတယ်အင်းစိန်ထောင်မဆောက်ခင်ကအင်းစိန်ထောင်ဟာမြို့မဖြစ်သေးပဲရွာမအင်းစိန်ရွာမဆိုတဲ့ရွာတရွာပဲရှိပါတယ်ဒီရွာကြီးမှာတစ်တော်တွေဖုံးလွှမ်းနေပြီးမင်္ဂလာတုံတောနဲ့ဆက်ဆက်နေခဲ့ပါတယ်အင်းစိန်ထောင်ကို3နှစ်ကြာတည်ဆောက်ခဲ့ရပြီးတော့1892ခုနှစ်ဇူလိုင်လမှာဖွင့်လှစ်ခဲ့ပါတယ်အခုဆိုရင်အင်းစိန်ထောင်ဟာ126နှစ်သက်တမ်းရှိနေခဲ့ပါပြီအင်းစိန်ထောင်ကိုရန်ကုန်ထောင်ကကျတစ်လို့ခေါ်တဲ့အကျဉ်းသား400ကျော်ကိုခေါ်ယူပြီးတော့ဆောက်လုပ်ရေးလုပ်တာအဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။ထောင်ရဲ့အရှိဘက်မှာဝန်ထမ်းတန်းလျားတွေစောက်ပြီးပလိတ်တွေကိုစောက်ကျက်စေရတယ်လို့သိရပါတယ်။အဲ့ဒီအချိန်ကထောင်အလုပ်လုပ်တဲ့လူမျိုးတွေဟာအိန္ဒိယကရောက်လာတဲ့ဟိန္ဒူလူမျိုးတွေတာဖြစ်ပါတယ်
အင်းစိန်ထောင်ဟာအုတ်ရိုးနှစ်ထပ်ရှိပြီးတော့အပြင်အုတ်ရိုးက18ပေအတွင်းအုတ်ရိုးက9ပေမြင့်ပါတယ်အတွင်းအုတ်ရိုးနဲ့အပြင်အုတ်ရိုးကြားမှာပေ200လောက်ခြားထားပြီးတော့အကျဉ်းသားတွေစားဖို့အတွက်မုံညင်းချင်ပေါင်မုံလာခရမ်းဟင်းနုနယ်စတာတွေစိုက်ပါတယ်ညဘက်မှာအုတ်ရိုးနှစ်ခုကြားမှာထောင်ဝါတာတွေနဲ့လိတ်ကျစ်မွေးမြူထားတဲ့စစ်ခွေးတွေကနာယီချအလိုက်ကင်းလဲလေးရှိပါတယ်ရှေးဟောင်းတိုင်ကက်နာရီရဲ့ဒိုင်ခွက်ပုံစံထဲမှာအကျဉ်းသားအိတ်ဆောင်တွေကိုနှစ်ထပ်တိုက်ပုံစံနဲ့တိဆောက်ထားပါတယ်။အိတ်ဆောင်တွေရဲ့အလဲတက်မှာမိန်ကြီးလို့ခေါ်တဲ့ထောင်အုပ်ချုပ်ရေးရုံးခန်းနဲ့အတူ63ပေမြင့်တဲ့ကင်းမျော်စင်ကြီးပါရှိပါတယ်။ကင်းမျော်စင်ကြီးပေါ်မှာမောင်းပြန်တနက်ကင်ဆောင်ထားတဲ့ထောင်ဝါတာတွေဟာအလဲ့ကျကင်းဆောက်ပြီးအားကောင်းတဲ့မိမောင်းတွေကြီးတွေနဲ့လည်းထောက်အုပ်ရိုးတွေကိုစစ်ဆေးရပါတယ်။ရခင်ကကင်းမျော်စင်ကိုပတ်ပြီးအကျဉ်းသားတွေကိုစားဖို့စပိုးဆောင်တိဆောက်ထားပါတယ်။ဘေးပလင်မှာရှိတဲ့အဆောင်တွေဟာအကျဉ်းသားအချုပ်သားတွေဟာထမင်းစားချိန်မှာဆောင်ချင်းစီထွက်ပြီးမိန်ကြီးမျော်စင်အောက်မှာထမင်းပုံစံတွေတန်းစီယူဖို့စီစဉ်ထားပါတယ်။နောက်တော့အကျဉ်းသားတွေကိုချက်ကျွေးရတာနေရာကျဉ်တဲ့အတွက်ထောင်ဆေးရုံနဲ့ငါးဆောင်ကြားကမြေကွက်လက်ကိုပြောင်းရွှေ့သွားပါတယ်။မိန်ကြီးမျိုးစဉ်ပထမထပ်လောက်မှာဖျားအသေးတဆူတည်ထားပါတယ်။အဆက်လက်ဆင့်ကမ်းလာတဲ့အဆိုအရမိန်ကြီးကနေထောင်မူဝကိုလွတ်မြောက်သွားတဲ့အချင်းသားဟာနောက်ပြန်လှည့်ပြီးဒီဖျားလေးကိုဖူးရင်နောက်တစ်ခေါက်ပြန်ရောက်လာတတ်တဲ့ဆိုတဲ့ယုံကြည်ဆွဲလန်းမှုတစ်ခုရှိပါတယ်။ဒါကြောင့်လွတ်သွားတဲ့အကျဉ်းသားတွေဟာမိန်ကြီးလမ်းပေါ်ရောက်ရင်နောက်ကိုဘယ်တော့မှလက်ကြည့်လိမရှိပါဘူး။ထောင်မူဝကနေမိမိနေရမယ့်အဆောင်တွေကိုသွားရောက်ရမှာတကအစင်စင်ကိုဖျက်ရပါတယ်။အဲ့ဆောင်တွေတစ်ဆောင်နဲ့တစ်ဆောင်ကြားမှာအလွယ်တကူကြော်ပြီးမသွားနိုင်အောင်လို့တစ်ဆောင်နဲ့တစ်ဆောင်ကြားမှာ9ပေမြင့်တဲ့အုတ်ရိုးတွေနဲ့ကာရန်ထားပါတယ်။ဘူးတကားမှာတကမကြီးနှစ်ချက်ရှိပေမဲ့ထောင်ပိုင်ကြီးနဲ့အကျဉ်းထောင်အရာရှိတွေလာမှသာဖွင့်ပေးလေးရှိပါတယ်။ကျန်တဲ့သူတွေကတော့လူတကိုးစားတကားပေါက်လေးကနေခေါင်းငုံဝင်ရပါတယ်။အကျဉ်းထောင်ထဲမှာတကားတွေဟာတာမန်လူတယောက်ချောင်းချောင်းရှိဝင်လို့ရတာထက်ပိုကျဉ်အောင်တီးဆောက်ထားပါတယ်။အမြင့်ကိုလည်းအောက်ဖက်အတော်နှိမ့်ထားပါတယ်။ဒါကြောင့်တကားတစ်ပေါက်ဖြတ်တိုင်းအကျဉ်းသားတွေဟာခေါင်းငုံပြီးဝင်ရလေးရှိပါတယ်။ထောင်ဘူးဝါကနေမိမိအိတ်ဆောင်အထိဘယ်အပေါက်ကဝင်တကား6ပေါက်ကိုဖြတ်ပြီးမှရောက်ရတာချီပါပဲ။ထောင်တမန်တွေရဲ့အဆိုအရဒီလိုမျိုးဖြစ်အောင်အင်္ဂလိပ်တွေကအင်းအိုင်မန်နန်ဂါထာယာတွေနဲ့အစီမံတွေနဲ့တမင်လှုပ်ထားတာလို့သိရပါတယ်။ထောင်ထဲကိုဝင်လာချင်းတကားအုပ်ရိုးတွေမှာအင်းတွေမြုပ်ထားပြီးခေါင်းငုံဝင်ရတိုင်းမိမိမှာဖုံးတမန်တွေရုပ်ရော့သွားအောင်စီစဉ်ထားတယ်လို့ဆိုပါတယ်။ထောင်ကျအကျဉ်းသားတွေဟာကိုရဲရဆိုရင်မတ်ပုံတင်တဲ့အခါမှာလဲကိုနာမည်ကိုဥတွေဒေါ်တွေမောင်နေမတွေတပ်မခေါ်ရပါဘူး။ထောင်ဝါရာတွေကမိသည့်အကျဉ်းသားကိုမဆိုအသက်ငယ်သည်ဖြစ်စေအသက်ကြီးသည်ဖြစ်စေဥတွေမောင်တွေတက်ခေါ်လိမရှိပါဘူး။ထောင်ထဲကိုရောက်ကစားဒီလိုပြောဆိုဆက်ဆံပုံဟာရိုင်းနေလို့ထင်ပေမဲ့အင်္ဂလိပ်လက်ထက်ကလေးကအစွမ်းရှိတဲ့မြန်မာနယ်ချက်တော်လန်ရေးသမားတွေကိုတမင်နေပြီးခေါ်တာလို့သိရပါတယ်။ခေတ်သမိုင်းအဆက်အင်းစိန်ထောင်အတွင်းကအုတ်ရိုးကြော်ပြီးထွက်ပြေးဖို့ကြိုးစားတဲ့အကျဉ်းသားတွေရှိရပါတယ်။ဒါပေမဲ့ပထမအုတ်ရိုးကိုသာအလွယ်တကူကြော်နိုင်ပြီး18ပေမြင့်တဲ့ဒုတိယအုတ်ရိုးရောက်လာရင်အကုန်လန်ပြီးနောက်ပြန်ကျတာပဲလို့သိရပါတယ်။တခါကဆောင်းကိုရေစွတ်ပြီးအုတ်ရိုးကိုကတ်ကြော်တက်ဖို့ကြိုးစားတဲ့အကျဉ်းသား2ယောက်ဟာဒုတိယအုတ်ရိုးအပေါ်ရောက်မှလက်ဆုပ်လက်ကင်မမြင်ရပဲတစုံတရာကနေပြန်တွန်းချလို့အုတ်ရိုးပေါ်ကအုတ်ခဲတွေပြိုကျပြီးထောင်ဝါတာတွေမိသွားခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်။ဒီလိုအံ့ဩစရာထူးခြားမှုတွေနဲ့ပြည့်နှက်နေတဲ့အင်းစိန်အချင်းထောင်ကြီးမှာကိုတွေ့ပြရလောကသားတွေရဲ့အကြည်စားခံအနောက်ရှက်ခံခဲ့ရတဲ့အကျဉ်းသားတွေလည်းရှိခဲ့ပါတယ်။သူတို့တွေပြောပြခဲ့တဲ့ထောင်တွေကလျှို့ဝှက်စမ်းကြည့်တဲ့အဖြစ်ပြက်ပေါင်းများစွာတွေကထဲမှာကနဝင်စိမ်းဆိုတဲ့အဖြစ်ပြက်လေးကတော့အခုဆိုရင်နှစ်ပေါင်း30နီးပါးကြာမြင့်သွားပြီဖြစ်ပါတယ်။
တကယ်တော့ကနဝင်စိန်ဆိုတာဆက်လက်ဖော်ပြပါမည်ဇော်သက်ထွေး